ဒီချစ်စရာကလေးလေးကဖခင်ရင်းရဲ့တက်ဖြတ်ခြင်းကိုခံရလိမ့်မယ်လို့ဘယ်သူထင်မလဲနော်ဒီအမှုဟာ2018ခုနှစ်ဩဂုတ်လ23ရက်နေ့ကော်လိုရာဒိုပြည်နယ်ဖရက်ဒရစ်မြို့မှာဖြစ်ပွားခဲ့တာပါ Chris West ဟာသူ့ရဲ့ကိုဝင်ဆောင်ဇနီး Shannon West နဲ့သူတို့ရဲ့သမီးနှစ်ဦးဖြစ်တဲ့4နှစ်အရွယ်ဘဲလာနဲ့3နှစ်အရွယ် Celeste တို့သူတပ်ဖြတ်ခဲ့ပါတယ် Chris Watts ဟာသူ့ဇနီးနဲ့သမီးတွေကိုသူတို့နေအိမ်မှာတပ်ဖြတ်ထည့်ပြီးနောက်ခန္ဓာကိုယ်တွေကိုသူ့ရဲ့အလုံးနေရာထက်တဲ့ရေနမ်းမြေတစ်ခုမှာဖျောက်ဖျက်ထည့်ပါတယ် Chris Watts ရဲ့လူသက်မှုအတွက်အဓိကအကြောင်းရင်းကတော့သူ့ရဲ့ဖောက်ပြန်မှုနဲ့မိသားစုကိုလိုချင်စိတ်မရှိတော့တာပဲဖြစ်ပါတယ် Chris Watt ဟာသူနဲ့ Shannon တို့အိမ်တောင်ကြနေစဉ်မှာပင်အလို့ဖို့တဦးဖြစ်တဲ့အမျိုးသမီးတဦးနဲ့အချစ်ကြီးအရှုပ်တော်ပုံဖြစ်ခဲ့ပါတယ်။သူဟာသူ့ရဲ့ဖောက်ပြန်မှုကိုဆက်လက်ထိန်းသိမ်းထားပြီးဇနီးဟောင်းနဲ့ကလေးများမပါပဲသူချစ်သူအသစ်နဲ့အတူတူဘဝကိုစတင်ခြင်းခဲ့ပါတယ် ဒီလိုနဲ့2018ခုနှစ်အောက်ဂတ်စ်လ17ရက်နေ့မနက်ပိုင်းမှာ Chris က Shannon ကိုသူတို့ကွာရှင်းချင်ကြောင်းပြောကြားခဲ့ပါတယ်သူတို့နှစ်ဦးကြားပြင်းထန်တဲ့စကားများရန်ဖြစ်မှုဖြစ်ပွားခဲ့ပြီး Shannon ကကလေးတွေကိုခေါ်သွားမယ်လို့ပြောခဲ့ချိန်မှာ Chris ဟာဒေါသထွက်ပြီး Shannon ကိုလေပင်ညစ်တက်ခဲ့ကြောင်းဝန်ခံခဲ့ပါတယ် သူဟာဇနီးကိုတပ်ပြီးနောက်ရာဇဝတ်မှုကိုဖုံးကွယ်ဖို့သူ့သမီးနှစ်ဦးဖြစ်တဲ့ဘဲလာနဲ့ Celeste တို့ကိုပါတပ်ပြီးခဲ့တာဖြစ်ပါတယ်သူဟာသမီးတွေကိုကားပေါ်တင်ပြီးအလုံးနေရာဖြစ်တဲ့ရေနံမြေအထိခေါ်သွားပြီးတဦးပြီးတဦးတပ်ဖန်ကားရေနံစီတွေထဲပစ်ထည့်ခဲ့ပါတယ် သူဟာအစပိုင်းမှာသူ့မိသားစုပျောက်ဆုံးနေကြောင်းအလင်းညာနဲ့တောင်းပန်ခဲ့ပေမယ့်နောက်ပိုင်းမှာရဲတပ်ဖွဲ့ကိုဝန်ခံခဲ့ပါတယ်2018ခုနှစ်နိုဝင်ဘာလ6ရက်နေ့မှာသူကျူးလွန်ခဲ့တဲ့လူသတ်မှု9မှုတရာပြည်တံကိုဝန်ခံခဲ့ပြီးဒေဒန်မှာကင်းလွတ်ခွင့်ရခဲ့ပါတယ် သူ့ကိုထပ်တန်းတစ်လျှောက်ထောင်ဒဏ်5 flight sentences ချမှတ်ခဲ့ပြီးလွတ်ငြိမ်းချမ်းသာခွင့်မရနိုင်ပါလက်ရှိမှာသူဟာ Wisconsin ရှိအမြင့်ဆုံးလုံခြုံရေးအကျဉ်းထောင်မှာဖြစ်တံကြခံနေရပါတယ် Chris Watt ဟာအစာပိုင်းမှာဒေါသလျောက်ယုတ်တိယတက်ဖြတ်မိတယ်လို့ပြောဆိုခဲ့ပေမယ့်နောက်ပိုင်းမှာမိသားစုကိုတတ်ဖို့ရတပတ်ပေါင်များစွာကြိုတင်ကြံစည်တဲ့ကြောင်းထောင်ထဲကနေစာရေးပြီးဝန်ခံခဲ့ပါတ ဒီ ယ် အမှုဟာ American မှာ Family Annihilator လို့ခေါ်တဲ့မိသားစုကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်သူများရဲ့အမှုတွေကတစ်ခုဖြစ်သတ်မှတ်ခံရပြီးပြည်သူလူထုရဲ့စိတ်ဝင်စားမှုအလုံးများခဲ့တဲ့ရာဇဝတ်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်ကိုလင်ကိုယောက်ျားဖောက်ပြန်နေပြီဆိုရင်တတိထားမှာခွေးစိတ်ဝင်ပြီးမိုက်စိမှုန့်နေတဲ့ကောင်ဟာဘာမှမကယ်နိုင်တော့ပါဘူး။ခလေးအကြောင်းပြပြီးဆွဲထားမယ်လေမကြံပါနဲ့။မားကိုခင်မဥကိုမင်းတာပါ။ဖောက်ပြန်ခြင်းရဲ့စိုးကျိုးကိုတွေးခဲ့ရပြီးမို့မိသားစုကိုတန်ဖိုးထားကြပါ